အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပေးမယ့်ကားကြောင်းလေးကတော့ Dolphin Falcon 600 New Version 2016 model လေးပဲဖြစ်ပါတယ်ဒီကားလေးကကျွန်တော်ဒီလေးပြောဖို့ဆိုပြီးတော့နောက်ကျပြီးတော့ကြံခဲ့တဲ့ကားလေးပေါ့နော်ဒီနေ့မှာဆိုရင်တော့ကျွန်တော်ဒီကားလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီလေးပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ရှစ်ရုပ်ကနေစကြည့်မယ်ဆိုရင်2025 model နဲ့ရှင်ရင်တိတ်ပြီးတော့ထွေထူးထူးပြောင်းလဲသွားတာကိုမတွေ့ရဘူးဘယ်နေရာတွေပြောင်းလဲဆိုရင်တော့ဒီ Chrome line ပေါ့နော်ဒီ line တွေမှာဆိုရင်သူကဒီကယ် line နေနဲ့ဖြစ်သွားတယ်ဗောနော်ပြီးတော့ဒီလောက်ပဲဗျာအရှိမတားကြီးပြောင်းလဲသွားတာမျိုးမရှိဘူးဗျပြီးရင်တော့ဒီမှာအရှိမ front parking sensor နှလုံးပါတယ်ဒါထုံးစံတိုင်းပဲဗောနော်ဒီမှာဆိုရင် air hole vent လေးတွေပါပဲဗောနော်ဒီလောက်ပဲအပေါ်မှာ DFSK ဆိုတဲ့ logo ပါမယ်ဒီ gray design ကလည်း2025 model ရဲ့ gray design နဲ့တော်တော်လေးတူပါတယ်ရှေ့ရုပ်ကိုကြည့်မယ်ဆိုရင်ဒီ nickel line ပါသွားတာကလွဲရင်ကျွန်တော်တို့ပြောင်းလဲသွားတဲ့အရာကိုတော့မတွေ့ရဘူးပေါ့နော်ဘေးဘက်ကိုစကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ပြောင်းလဲအရာကဘယ်အရာလဲဆိုရင်ဒီနေရာမှာ nickel line ပါတယ်rooftop bar လေးကကျွန်တော်တို့ chrome လေးသူကိုတုံးပေးထားတယ်ပေါ့နော်ငကိုကတော့ဒီနေရာကအမဲပေါ့ဒီကောင်တော့အခုက chrome nickel line လေးဖြစ်သွားတယ်ဒီကောင်ကအရှိကဒီ share အကုတ်မှာပေါ့နော်nickel အကုတ်ဖြစ်သွားတယ်ပြီးတကားဒိုးပန်နဲ့ဒီအဖွေးဖောင်အပေါ်မှာ nickel အကုတ်ဖြစ်တယ် rooftop bar မှာလည်းဒီကောင် chrome nickel တုံးပေးထားတယ်ရုပ်ပိုင်းဆိုင်ရာကတော့ဒီလောက်ပဲဗျပြောင်းလဲတာအသိမရှိဘူးကျွန်တော်နောက်ဘက်ကိုကြည့်မယ်နောက်ဘက် design ကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့2025 model နဲ့ကပြောင်းလဲသွားတာကိုမတွေ့ရဘူးဒီမှာ LED ခြေလိုက်တွေပါမယ်ဒီ impact light မီးတွေရောကျွန်တော်အလဲမှာ Falcon ဆိုတဲ့ logo ပါမယ်ဒီဘက်မှာကတော့ DFSK ဆိုတဲ့ logo ပါမယ်ဒီဘက်မှာ600ဆိုတဲ့ logo ပါမယ်အောက်မှာကတော့ကျွန်တော် red parking sensor လေးလုံးပါမယ်ပေါ့နော်ဒါကတော့ထုံးစံတိုင်းပါပဲအတူတူပါပဲပြီးရင်ဒီကောင်မှာ power ticket ပါမယ်ပေါ်ဒီကိုဖွင့်လိုက်ရင်လည်းသူက7 seater ပေါ့နော်ဒီကောင်တော့7 seater ကိုကိုကခောက်ထားလိုက်မယ်ဆိုရင်လည်းသူက speed ကတော်တော်လေးကျယ်ပါတယ်ကျွန်တော်တို့ luggage အကြီး၄-၅ လုံးကတော့ကောင်းကောင်းဆန့်တယ်storage area တော်တော်လေးကျယ်ပါတယ်ဒီကားကကျွန်တော်တို့ရုပ်ပိုင်းဆိုင်ရာမှာအများကြီးပြောင်းလဲသွားတာကိုမတွေ့ရဘူးကျွန်တော်တို့ဘယ်နေရာကြီးပြောင်းလဲဆိုရင်ရှေ့က nickel ဒီ gray ဘေးနားဘောင်လေးမှာ nickel ဖြစ်တာနဲ့ဒီပြီးရင်ဒီတကားဒိုးဘက်နဲ့ပုံမှန် nickel ဖြစ်တာနဲ့ကျွန်တော်တို့ဒီ rooftop bar လေးကကျွန်တော်တို့ chrome nickel ဖြစ်သွားတာလောက်ကလွှဲရင်ဒီအပြင်ပိုင်းရုပ်ပိုင်းမှာ2025 model နဲ့ပြောင်းလဲသွားတာတိတ်မရှိဘူးပေါ့နော်ကျွန်တော်အတွင်းကလေးကြည့်လိုက်အောင်နောက်က speed ကတော်တော်လေးကျယ်ပါတယ်ကျွန်တော်တို့ luggage အကြီး၄-၅ လုံးကတော့ကောင်းကောင်းဆန့်တယ်storage area တော်တော်လေးကျယ်ပါတယ်ဒီကားကကျွန်တော်တို့ရုပ်ပိုင်းဆိုင်ရာမှာအများကြီးပြောင်းလဲသွားတာကိုမတွေ့ရဘူးကျွန်တော်တို့ဘယ်နေရာကြီးပြောင်းလဲဆိုရင်ရှေ့က nickel ဒီ gray ဘေးနားဘောင်လေးမှာ nickel ဖြစ်တာနဲ့ဒီပြီးရင်ဒီတကားဒိုးဘက်နဲ့ပုံမှန် nickel ဖြစ်တာနဲ့ကျွန်တော်တို့ဒီ rooftop bar လေးကကျွန်တော်တို့ chrome nickel ဖြစ်သွားတာလောက်ကလွှဲရင်ဒီအပြင်ပိုင်းရုပ်ပိုင်းမှာ2025 model နဲ့ပြောင်းလဲသွားတာတိတ်မရှိဘူးပေါ့နော်ကျွန်တော်အတွင်းကလေးကြည့်လိုက်အောင်စပြီးချိန်တာဒီကောင်အတွင်းကကျွန်တော်တို့ငကို2025 model နဲ့ဘာတစ်ခုမှမတူတော့တာသူကလုံးဝ changes ဖြစ်သွားတာဗောနော်အတွင်းကမှာသူကဒီကောင်ဆိုရင်ဘယ်လိုရောင်းခေါ်မလဲကျွန်တော်တို့နန်းသားရောင်းခေါ်မလားကျွန်တော်တို့မြန်မာတွေကြိုက်တဲ့ကာလာပေါ့ဗျာအဲ့လိုနန်းသားရောင်းလေသားသားရောင်းဗောနော်တော်တော်လေးလေသားသား quality လေးကလည်းတော်တော်လေးမိုက်တယ်ဖတ်နေရပါတော့ငကိုကတော့အဲ့လိုအနီရင့်အောင်ဗျာအနီရင့်အောင်သုံးထားတာပေါ့နော်ကြက်သွေးအောင်လို့အခုကတော့အဝါပဲပြောရမလားနှစ်ဖြူအောင်ပဲပြောရမလားအဲ့လိုအရောင်သုံးပေးထားတယ်ကျွန်တော်ဒီကောင်ကကာလာနှမျိုးလာတယ်အပြင်အမဲဆိုရင်အတွင်းကန်းကလည်းအမဲဒါပေမဲ့ဒီကောင်အပြင်အဖြူအတွင်းကန်းကဒီအဝါရောင်ပေါ့နော်ဒီအဝါရောင်လေးကတော်တော်လေးလှတယ်လှတာတော့တော်တော်လေးလှ luxury vibe မျိုးကိုခံစားရတယ်တခုပဲအပေသေးလေးတော့နည်းနည်းလေးအဲ့ဟာလေးပေါ့နော်အပေဒီလေးသိမခံပါတော့စိုးရင်ဒီတစ်ခုပါပဲပြီးရင်ထိုင်ကုန်တွေပေါ့နော်ထိုင်ကုန်တွေမှာကကျွန်တော်ငကိုနဲ့မတူတော့ဘူးသူကဘာလို့လဲဆိုတော့အပေါက်ပေါက်လေးပါတယ်ဒီကားမှာကျွန်တော်တို့ထိုင်ကုန်အပူအေးပါတယ်ရှစ်နှလုံးဒါ2025 model မှာဆိုရင်ဒီဟာမပါဘူးပေါ့နော်ဒီ2026 model ရောက်တော့မှထိုင်ကုန်အပူအေးပါလာတာဖြစ်ပါတယ်ထိုင်ကုန် model အနေနဲ့လည်းဒီကောင်နှလုံးပါတယ်ပေါ့နော်ပြီးရင်ကျွန်တော်ဗတ်မှန်မှာနှစ်ဖက်မှာဆိုရင် blind spotပါတယ်ပေါ့နော် blind spot ပါတယ်ပြီးရင်ဒီကောင်မှာကကျွန်တော်တို့ဒီမှာဖုန်းတင်လို့ရတဲ့ဟာနှစ်ခုပါတယ်အဲ့ဒါနဲ့ကျွန်တော် wireless charger ပါလားဆိုတော့ဒီကောင်မှာတော့ wireless charger တော့မပါဘူးအလယ်မှာကက်ဟိုဒါနှစ်ပုတ်ပါတယ်ဒီမှာ emerald box ပါတယ် emerald box ကလည်းတော်တော်လေးနက်တယ်ပေါ့နော် emerald box ကတော်တော်လေးနက်တယ်ပစ္စည်းတော်တော်လေးထားလို့ရတယ်ပြီးရင်ဒီ glove out area ပေါ့နော် glove out area မှာလည်းကျဲပါတယ်တော်တော်လေးကျဲတယ်
ကျွန်တော်ပြီးရင်ဒီလေသာသားနဲ့ပတ်သက်လို့ကျွန်တော်ပြောရမယ်ဆိုရင်လေဒီကောင်ကဒီတကားတို့မှာတုံးထားတဲ့လေသာသား quality နဲ့ကျွန်တော်တို့ဒီနေရာကြီးမှာတုံးထားတဲ့လေသာ quality နဲ့အတူတူပဲဗျအဲ့ဒါလေးတော်တော်လေးမိုက်တယ်တချို့ကားကြီးဆိုရင်ဒီနေရာမှာတုံးထားတဲ့လေသာကတမျိုးဒီပါလေသာတုံးထားတဲ့လေသာတမျိုးအဲ့ဒီ feeling မျိုးမရအောင်ဒီ dashboard တွေကအစပေါ့နော်လေသာသားတွေကလုံးဝအဲ့လိုအိဖတ်နေတဲ့ feeling မျိုးပေါ့နော်အဲ့လိုမျိုးရတယ်ပေါ့နော်ဆိုပြီးတော့ဒီအောက်မှာဆိုရင်လည်းကျွန်တော် storage area ရှိရပေါ့နော်ဆိုရင် USB ပေါင်းတယ် Type C ပေါင်းတယ်ဆိုပြီးတော့ပါသေးတယ်ဆိုတော့ဒီမှာက charging သွင်းတာတွေဘာတွေလုပ်လို့ရတယ်ဗျာ stick တွေပါထိုးလို့ရတဲ့ဟာတွေပါတယ်ပေါ့နော်ဆိုတော့ဒါတွေကတော့လုံးဝအတွင်းကတော့ changes ဖြစ်သွားပြီနောက်ထပ် changes ဖြစ်သွားတဲ့အရာလေးကိုထပ်ပြောလိုက်အောင်လုံးဝ changes ဖြစ်သွားတာဒီ infotainment screen နဲ့ digital cluster ကငါ2015 version မှာကျွန်တော်တွဲရလာတဲ့အခုဒီမှာကတော့ tablet လိုသဘောမျိုးနဲ့အကြီးဖြစ်သွားတယ်ဒါကလည်းတော်တော်လေးမိုက်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီမှာဆိုရင်aircon ကတော့ကျူရစုံတော့မဖြစ်ဘူးထိုင်ကုန်အပူအေးဒီမှာနှစ်ဖက်ပါနှလုံးပါတယ်ပေါ့နော်ငုံမွေးနှလုံးပါတယ်နောက်တစ်ခုကဒီမှာပေါ့နော်ကျွန်တော်တို့ဘာတွေပါလာလဲဆိုရင် Apple CarPlay ပါသွားပါပြီငါကို version မှာဆိုရင်ကျွန်တော် Apple CarPlay Android Auto မပါဘူးဒီမှာ Apple CarPlay Android Auto ပါသွားတယ်ပေါ့နော်ဆိုတော့ဒီအချက်တွေကလည်းupgrade ဖြစ်လာတဲ့အပိုင်းပေါ့ upgrade ဖြစ်လာတဲ့အပိုင်းကြီးပြီးရင်ကျွန်တော် setting ထဲကိုသွားမယ် driving mode မှာကလည်း normal eco sport ဆိုပြီး3မျိုးပါတယ်ပေါ့နော်ဆိုတော့ steering mode မှာကကျွန်တော်တို့ sport comfort ဆိုပြီး2မျိုးပါတယ်ပြီး driver assistance မှာဆိုရင်ကျွန်တော်တို့ over speed running တို့နော်door opening running တို့ RCGA တို့ RCW တို့နောက် BSD တို့နော်အဲ့ function တွေတော်တော်များများစုံတယ်ဗျာဒီကောင်မှာကကြောက်ပြီးရင်ဒီမှာဆိုရင် TPMS ပေါ့နော် tire pressure monitoring ပြပေးတဲ့ဟာတွေပါတယ်စောင်းပေါ့နော်ဒါကတော့ဆိုတော့ဒီကောင်ကရိုးရှင်းပဲသူ့ရဲ့ UI ကတအားကြီးဟိုဖြစ်တဲ့ဟာမှာရှုပ်ထွေးနေတဲ့ UI မျိုးတော့မဟုတ်ဘူးပြီးတော့ဒီမှာဆိုရင်ကျွန်တော်တို့ ambient light လည်းပါတယ်ပေါ့နော် ambient light ပါတယ်ဒါ vehicle control ဒီမှာဆိုရင်သူကဒီကျွန်တော်တို့sunroof adjust လုပ်တာ sunshade steering wheel တွေ contact လုပ်တာ window ပေါ့နော် power window တွေပါ place ဒီကနေပြီးတော့ပဲကျွန်တော်တို့မှန်တယ်မှန်ချလို့ရဒါပေမဲ့ဘယ်သူမှတော့ဒီ infotainment screen ထဲဝင်ပြီးတော့မှန်တယ်မှန်ချလို့မှာတော့မဟုတ်ပါဘူးကျွန်တော်ဘေးမှာဒီတကားဘေးမှာပါတဲ့ physical clock ကနေပဲအလုပ်လုပ်မှာပါဒါသဘောကတော့သူထည့်ပေးထားတယ်ပေါ့ဗျာဒီသဘောပေါ့ဆိုတော့ဒီဟာတွေပါတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီ infotainment screen ရဲ့ quality ကမဆိုးနေရာအောက်မှာလည်းကောင်းအောင်အလုပ်ဖြစ်တယ်ပြီးရင်360 camera ပါတယ်360 camera ရဲ့ quality ကတော့နည်းနည်းလေးတော့ပြောမှဆိုရင်HD level မရောက်ဘူးဗျကျွန်တော်တို့အဲ့တခုတော့ကျွန်တော်အနေနဲ့ဓာတ်ထက်ကောင်းပေးဖို့တော့မျှော်လင့်တယ်ပေါ့နော်ဘာလို့ဆိုတော့နည်းနည်းလေးဒီ resolution နည်းနည်းလျော့တယ်ဗျဆိုတော့ဒါကတော့ကျွန်တော်သိပြီးအားမရတဲ့အပိုင်းကိုပြောတာပါဆိုတော့ဒီကျန်တဲ့အပိုင်းကတော့ display နဲ့ပတ်သက်ပြီးတော့သိပြီးပြောစရာမရှိဘူးနှိပ်ရတဲ့ဒီ response ပေါ့နော် response လည်းမဆိုးဘူးကောင်းတယ်အကုန်လုံးတော်လက်ပဲဥပမာ delay ဖြစ်တာမျိုးတွေဘာတွေခံစားရတဲ့မျိုးတွေမရှိဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ steering band ကိုတွားမယ်တော့ဒီကောင်က2026 version မှာကကျွန်တော်တို့က gear ကအပြောက်ဖြစ်သွားတယ်ကျွန်တော် hand gear ဖြစ်သွားတယ်ပေါ့နော် hand gear ဖြစ်သွားတယ်ချို့ကလည်းအဲ့ hand gear ကိုကျွန်တော်လူတွေကစိတ်ပူကြတယ်ပေါ့နော် hand gear ကျွန်တော်ထိုးခါကြရင်အဆင်ပြေပါမှာတကယ်ကပြည်တယ်ဗျကျွန်တော်တို့ဒီ hand gear ကမှားမှာကြောက်ကြတယ်ပေါ့ဗျာဒါကလည်းမောင်းပြီးတရံနဲ့လောက်ဆိုရင်ကျင်သားရသွားမယ်အဲ့ရပဲဗျာဟောတိတ်လဲမှာတော့ digital cluster လေးပါတယ်အဲ့မှာကကျွန်တော်ထုံးစံအတိုင်း trip တွေစီစားလုံးနေဘာအဲ့ဒါအကုန်ကြည့်လို့ရမယ်ပေါ့ဗျာဒီမှာပေါ့နော်တော့ဘေးမှာကတော့ကျွန်တော်တို့ post track က driver ရဲ့ဒီဘက်ဘယ်ဘက်ဖေးရောက်သွားအဲ့တော့အဲ့ဒါဘာကောင်းလဲဆိုရင်တော့ကလေးတွေထိုင်ရှိတဲ့လူတွေအတွက်ဆိုရင်တော့ကောင်းတယ်ဗျာဥမာအလေးမှာဖြစ်ဒီမှာဖြစ်ဆိုကလေးတွေကသွားထိလက်ခံမျိုးကြရင် poster ကနည်းနည်းလေးဟိုဖြစ်တော့ poster ကိုဒီဘက်ဘေးပို့လိုက်တာက driver ရဲ့ဘယ်ဘက်ကားဘေးကိုပို့လိုက်တာကဒါကတော့ကျွန်တော်အဲ့အချက်ကတော့သဘောကျတယ်ပြီးဒီအောက်မှာဆိုရင်ကျွန်တော်တို့ electric parking brake တို့ auto hold တို့နောက်ဒီ traction control တို့ head descent control ဆိုတဲ့ခလုတ်တွေပါတယ်ဆိုတော့steering ကလည်းကျွန်တော်သတိထားမိတာက steering ကကျွန်တော်တို့2025 version ထက်တော်တော်လေးပေါ့တယ်ခလုတ်တွေကတော့နှိပ်ကြည့်တဲ့လောက်ကနည်းနည်းပျော့တဲ့ဘက်ကိုသွားတယ်ဗျနည်းနည်းအဲ့လိုနည်းနည်းလေးပျော့တဲ့ခံစားချက်မျိုးကိုရတယ်ပေါ့နော်ကျွန်တော်ဒီကားကိုပြောရမယ်ဆိုရင်
အားမရတဲ့အပိုင်းကိုပြောပါဆိုရင်နှစ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့360ကင်မရာရဲ့ဒီ quality နဲ့ဒီကျွန်တော်တို့ steering ကခလုတ်ဒီနှိပ်ရတဲ့ဒီဟာလေးပေါ့နော်အဲ့ဟာလေးတော့ကျွန်တော်အဲ့နှစ်ခုတော့တိတ်အားမရဘူးကျန်တဲ့အပိုင်းနေဒီမောင်နော်သုံးပေးထားတဲ့ material ပေါ့နော်ကျွန်တော်တို့ဒီ leather quality တွေနောက်ဒီမှာသူ့မှာပါတဲ့သူ့ရဲ့ဈေးနဲ့ပေါ့ဗျာတော့ဒီ blind spot တွေထိုင်ခုံအပူအေးတွေပါတာတော့ကျွန်တော်အများကြီးသဘောကျတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒုတိယ row ထိုင်ကြည့်မယ်ပေါ့နော်ကျွန်တော်ဒုတိယအတိုင်းမှာထိုင်မယ်ဆိုရင်ကျွန်တော်တော်တော်လေးမြင့်တယ် head room ကအမြင့်ကြီးပဲကျယ်တာလည်း space ကတော်တော်ကျယ်တယ်ဒီမှာ air con fan လည်းနှစ်ပေါက်ပါသေးတယ်လက်တင်တွေကလည်းဒီနေရာမှာတော့ leather ရှေ့အတိုင်းပဲဒီပေါ်လေးကတော့ plastic သားဖြစ်သွားတယ်plastic သားဖြစ်သွားတယ်ဗောနော်ဒီနေရာကတော့ leather သားပဲတကားတွေကထွင်လိုက်ရတဲ့ခလုတ်တွေကလည်းတော်တော်လေးအဆင်ပြေတယ်ပေါင်ဝင်းတို့နှိပ်ရတဲ့ခလုတ်တွေလည်းအဆင်ပြေတယ်ဆိုတော့ဒီကောင်ကတော်တော်လေးကျယ်တယ်ဗျဆိုတော့ family စီးမဲ့လို့စဉ်းစားထားရင်ဒီကားလေးကိုရွေးချယ်တင်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဘာလို့ဒီကောင်ကကျယ်လဲကျယ်တယ်တွင်းကလည်း luxury vibe မျိုးကိုရတယ်ဗျတော့ပြီးကျယ်တာကcomfort တော်တော်ဖြစ်တယ်တချို့7 seater တွေဆိုရင်ကျွန်တော်က second row ကကျင်းတယ်ဗျာအဲ့လိုမျိုးကျင်းတာတော့ feeling မျိုးတော့မရဘူးတော်တော်လေးကျယ်တယ်တော့ခန္ဓာကိုယ်ကြီးတဲ့လူတွေအတွက်ဆိုရင်လည်းဒီကားလေးကရွေးချယ်သင့်တဲ့ကားလေးတစ်စီးလို့ကျွန်တော်အနေနဲ့မြင်တယ်ဗောနော်ဒါကတော့ third row ဗောနော်ကျွန်တော် third row မှာထိုင်ကြည့်ရပါတော့လက်ရှိပေါ့နော်တက်ရိုးမှာထိုင်ကြည့်ရဲ့အချိန်မှာကျွန်တော်အရက်က9ပေ8ကိုကျွန်တော်အပေါ်မှာ2လမ်းမလောက်တော့လွတ်သေးတယ်ထိုင်ရတာဘယ်လိုနေလဲဆိုရင်ထိုင်လို့အဆင်ပြေပါတယ်ကျွန်တော်တအားကြီးချင်းချုပ်အဲ့လိုထိုင်ရတဲ့ feeling မျိုးတော့မရဘူးထိုင်လို့ရတယ်ဆိုတော့ဒီကောင်ကပြောရမယ်ဆိုရင်9ယောက်စီးမယ်ဆိုရင်စီးလို့ရတယ်ဗျကျွန်တော်အရက်9ပေ8ဘောနော်ပေါင်နေနဲ့ဆိုရင် maybe 100ကျော်160ကျော်ပေါ့160ကျော်လောက်ကိုကျွန်တော်ထိုင်တာအဆင်ပြေပါတယ်တော့ဒီကောင်ကမိသားစုစီးမယ်ဆိုရင်ဒီကားလေးကိုရွေးချယ်တင်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဟုတ်ကျွန်တော် test ride လေးမောင်းကြည့်လိုက်အောင်ဒီကားကိုကျွန်တော်စပြီးတော့ test ride မောင်းနေတယ်မောင်းတဲ့အချိန်မှာကျွန်တော်စပြီးသတိထားမိရဒီကောင်ရဲ့ steering ပေါ့နော် steering ကတော်တော်လေးကျွန်တော်25နဲ့ပြောင်းလာတော့တွေ့ရတယ်ဘယ်လိုရတာမျိုးရလဲဆိုရင်ဒီကောင်က comfort အရင်ဖြစ်တယ်ကျွန်တော်တို့ပေါ့ပါနေတယ်ဗောနော်ပေါ့ပါလေးနဲ့အဲ့လိုမောင်းရတဲ့ feeling မျိုးရတယ်နောက်တစ်ခုက engine response ကျွန်တော်တို့ဒီကောင်က 1.5 turbo engine ပဲကျွန်တော်တို့ငကိုဒီ25နဲ့လည်းအတူတူပဲဒါပေမဲ့ဒီကောင်မှာကကျွန်တော်မောင်းကြည့်ရတဲ့လောက်ကကျွန်တော်တို့ engine noise တန်က25ထက်အများကြီးလျော့တာကိုသိရတယ်ဗောနော်ကျွန်တော်ဥပမာ lever ကိုစောင့်နင်းလိုက်ပြီဆိုတာနဲ့ gear လက်ကလည်းပြောရမယ်ဆိုရင်မရှိသလောက်ပဲမောင်းလို့လည်းတော်တော်လေးကောင်းတယ်ပြောရမယ်ဆိုဗျာ25နဲ့ရှင်ကျွန်တော်25နဲ့ပဲရှင်ပြောမှာပါနော်25နဲ့ရှင်ဘာသိတာလဲဆိုရင်ဒီကောင်ကဒီဗနီးရတဲ့ feeling ကဖတ်နေတယ်ဆိုတော့အဲ့ဒီ feeling မျိုးကိုရတယ်မောင်းလို့ပြောမှဆိုရင်25တောင်ကလည်းကျန်းတယ်ဗျာသိလားကျွန်တော်တို့အခုအထွက်တွေပါပြီဆိုရင်ကား noise တန်လဲ engine noise လဲများသလိုဒီ engine တန်လဲကျန်းသလို lever နင်းလိုက်ရင်အဲ့လိုကျန်းကြီး feeling မျိုးကိုရတယ်ကျွန်တော်ဒီ26မှာတော့အဲ့ဒီ feeling မျိုးမရတော့ဘူးပြောမှဆိုရင်ကားကိုမောင်းရတာက iset ညက်ညောနေတဲ့ feeling မျိုးကိုကျွန်တော်ရတယ်အဲ့ဒီအပိုင်းကတော်တော်လေးကျွန်တော်သဘောကျတယ်ပြီးရင် tire noise တန်ကအနည်းငယ်တော့ရှိတယ်ဒါပေမဲ့စိတ်အနှောက်အယှက်ဖြစ်လာရောက်အောင်လို့တော့မရှိဘူးအဲ့တော့ဒီအပိုင်းကတော့ကျွန်တော်အားရတယ်ပြီးတော့ turning radius ဘိုင်းလည်းပါတယ်တစ်ချက်တည်း swing တစ်ချက်တည်းပါတယ်ဗောနော်နောက် suspension ဘိုင်းကလည်းကျွန်တော်ပြောရမယ်ဆိုရင်တအားကြီးခုန်နေထဲမှာမပါဘူးဗျပြောရမယ်ဆိုသူ့ဆွေနဲ့သူ့အိုးနဲ့သူ့ဆန်နဲ့ကကောင်းတယ်လို့ပြောလို့ရတယ်ကောင်းတဲ့ထဲမှာပါတယ်လို့ပြောလို့ရတယ်ဗျာတော့ကျွန်တော်တို့လူးတာမျိုးတွေအဲ့လိုမျိုးဂျိုင်းထဲကျသွားလိုက်လို့ဂျိုင်းထဲကိုကျသွားလိုက်လို့ကားကအဲ့လိုလူးသွားတာမျိုးတွေအဲ့ဒီဟာမျိုးကိုမရဘူးပြီးတော့မောင်းလို့တော်တော်လေးကောင်းတယ်ဘာလို့ပြောလဲဆိုတော့ကျွန်တော်25နဲ့ရှင်ပြောရရင်အဲ့ပထမကျွန်တော်ပြောတဲ့စကားတိုင်းမှာ25နဲ့ပဲရှင်ပြောရင်ဒီကောင်းရဲ့ engine ရဲ့အဖက်မှုနဲ့ဒီကျွန်တော်တို့နင်းလိုက်ရင်ပေါ့နော်အဆက်ညံ့ညောမှုနဲ့ဒီ steering ရဲ့ comfort ဖြစ်မှုနဲ့ပေါင်းလိုက်တဲ့ခါကျတော့ကျွန်တော်25လောက်မောင်းရတဲ့ experience ကဘယ်လိုပြောရမလဲလူမပင်ပန်းဘူးလို့ပြောလို့ရတယ်ဗျာကျွန်တော်အဲ့လိုမပြောပြတတ်ဘူးဗျာတဲ့အားလားအဲ့ဒီဟာအရသာကိုကျွန်တော်မပြောတတ်ဘူးဒါပေမဲ့တေချာတာတစ်ခုက25နဲ့ဒီကောင်နဲ့ရှင်မောင်း25လူနည်းနည်းလေးပူပင်မန်းတယ်ဆိုတော့ feeling မျိုးကိုရတယ်ဒီကောင်ကတိတ်မပင်ပန်းဘူးဒီကောင်လေးဟိုကောင်းလောက်မမဟိုကောင်းလောက်ကျွန်တော်တို့မပင်ပန်းဘူးပေါ့နော်အဲ့ဒီ feeling မျိုးကိုရတယ်အဲ့ဒါကကြို
က်လားဆိုကျွန်တော်တော်ကြိုက်တယ်ဆိုတော့ဒီအပိုင်းကိုတော့ကျွန်တော်အရန်သဘောကျတယ်ကျွန်တော်ရုပ်ပိုင်းတော့မပြောင်းဘူးဒီကားဟာကျွန်တော်တို့ဒါပေမဲ့ဒီ driving feeling တော်တော်လေးပြောင်းတယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ပေါ့နော်ကျွန်တော်အနေနဲ့ပြောဖို့ကြံခဲ့တာတစ်ခုရှိပါတယ်အဲ့ဒါကတော့ဒီကားလေးမှာ panoramic sunroof လေးလည်းပါပါတယ်ဒါကလည်း2025 model မှာလည်းပါပါတယ်2026 model မှာလည်းပါပါတယ်ဆိုတော့ကျွန်တော်ဒီ Dolphin Falcon 600 2026 model နဲ့ပတ်သက်ပြီးတော့ conclusion အနေနဲ့ပြောရမယ်ဆိုရင်ဒီကားလေးอ่ะဆိုရင်ကျွန်တော်တို့အပြင်ရုပ်ပိုင်းဆိုင်ရာက2025နဲ့ရှင်ရင်အများကြီး changes ဖြစ်သွားတာမျိုးမတွေ့ရဘူးဒါပေမဲ့အတွင်းကမ်းမှာတော့လုံးဝဒီ changes ဖြစ်သွားတယ်ပေါ့နော်အတွင်းကမှာဆိုရင်ကျွန်တော်တို့ design တွေကအစလုံးဝ changes ဖြစ်သွားပြီเนาะ gear နဲ့ hand gear ဖြစ်သွားတယ်ကျွန်တော်အလဲ storage area တွေပိုလာတယ်ကျွန်တော်တို့ပြီးထိုင်းကအပူအေးတွေကျွန်တော်တို့ဒီ Apple CarPlay တွေပါလာတယ်နောက်ပြီးရင် driving feeling ဘိုင်းမှာကျွန်တော်အရန်2025ထက်အရန်သဘောကျပါတယ်2025ကနည်းနည်းလေးကျွန်တော်ကိုစိတ်ချနှံမှုအပြည့်မပေးနိုင်ပေမဲ့2026 model ကတော့ကျွန်တော်တို့ driving feeling ဘိုင်းမှာစိတ်ချနှံမှုအပြည့်ပေးနိုင်ပါတယ်ပြီးတော့ဒီကောင်မှာအားမရတာဆိုရင်ကျွန်တော်360 camera က resolution နည်းနည်းလေးလိုတာရယ်ကျွန်တော်တို့ဒီ steering ကခလုတ်တွေမှာနည်းနည်းပြော့တယ်ဆိုတဲ့ feeling မျိုးရတာရယ်မှာကျွန်တော်သိအားမရဘူးကျန်တဲ့အပိုင်းတွေကတော့ကျွန်တော်အနေနဲ့2025နဲ့ရှင်အများကြီးပို့ပြီးတော့သဘောကျပါတယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့ 7 seater family type ကားတစ်စီးကိုရှာနေရဆိုရင်ဒီ Dolphin Falcon 600 2026 version လေးကိုလည်းကျွန်တော်တို့စမ်းသပ်မောင်းနေကြည့်ပါလို့ကျွန်တော်အနေနဲ့အကြံပေးရင်းနဲ့ဒီကနေပဲကျွန်တော်ညီကုန်းချုပ်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်